ကျွန်တော်မိကလေမွေးကလေးကရင်သားနဲ့တင်မာကတခြားသူတွေထက်ပုံမှန်ထက်နှစ်ဆလောက်ပိုခဲ့နေတာဗျာဒါပေမဲ့ကျွန်တော်အဖေကလေသူကမိမလျာတယောက်အနေနဲ့မွေးဖွားလာခဲ့တာဆိုတော့နေဆက်ကအချစ်ဆက်လန်းတွေကိုအရင်ယူတတ်တယ်သူဗျာမိသားစုကဘလောက်တာဆွအကျင်စစ်တဲ့ထဲဝင်သွားခဲ့တာသူမသွားခင်မှာကျွန်တော်အဖွားကိုတူတူလေးမှသွားခဲ့သေးတယ်ငါပြန်မလာတော့ရင်ငါမိမကိုရွာတွေကမုတ်ဆိုးစီရောင်းစားလိုက်ပါတဲ့အဲ့ဒီလူကခြေတော့တစ်ဖက်မဆန်မိမိခွားကတော့နွားတကောင်လိုပဲလက်တီးတစ်ချက်နဲ့တင်ကြားတစ်ကိုအနက်ယူနိုင်တယ်လို့သတင်းကြည့်တယ်ပိုကြောက်ပိုကောင်းတာကသူ့ရဲ့အရင်စနီးကိုတောင်လက်လွန်ပြီးအနားယူအောင်လုပ်လိုက်တယ်ဆိုရဲခေါ်လာဟာလားပဲအမေသာအဲ့ဒီလူစီရောက်သွားရင်ကြားပါစက်ထဲတိုးတန်တဲ့အတူတူပဲအနားယူဖို့တေလိုနဲ့စဉ်းတာနဲ့မချဘူးသုံးနှစ်ကြာတော့အဖေအနားယူသွားပြီဆိုတဲ့သတင်းရောက်လာရောအဖွားနဲ့မျိုးနွယ်စုလူကြီးတွေကအဲ့ဒီမုတ်ဆိုးကိုမင်းစီကငွေအသက်ပြား20ယူပြီးအမေကိုရောင်းစားလိုက်ကြတယ်အဖေအနားယူသွားတဲ့သတင်းရောက်တဲ့နေ့ကအမေမျက်စိမှာအဝတ်လျှော်နေတာစောင်းတွင်းကြီးဆိုတော့မိရီကအယိုးလေးထိအေးစိတ်နေတာပဲအဖွားကရင်နှွေးထုံးဝင်မပေးဘူးထင်းကအဖိုးတန်းတယ်တောင်းမမွေးနိုင်တဲ့မိမအတွက်မဖြုံးနိုင်ဘူးတဲ့ကျမကအမေအတွက်တောင်းမတက်ပြီးထင်းတွေအများကြီးကောက်ပေးချေပေမဲ့နောက်ဆုံးတော့ဦးလေးရဲ့မိဖို့တွေပဲရောက်သွားတာပဲကျမတို့သားမိထင်းတစ်ချောင်းပို့သုံးမိရအောင်အဖွားရဲ့ရိုက်နှက်တာကိုခံရပြီး3ရက်ဆဲဆိုတာခံရတယ်မျက်နှာမှာအေးတယ်ဟိုဘက်မှာသွားဆိုကြည့်နေဘူးလေးနေရာမှာဆိုနှွေးလိမ့်မယ်လို့အမေကပြောတယ်ကျမတို့သားမိမှာအဝတ်စားပပလေးပဲရှိတာစောင်းတွင်းနေလည်းပဲနေဘူးစားလုံးပါပဲအသက်ရှူချောင်းတာအဝိရှော်ပြီးအိမ်ဖေရောက်တော့အဖွားနဲ့လူကြီးတွေကစောင့်နေကြပြီဘယ်မှာသွားပွေနေလို့တောက်ကြနေတာလဲရှင်ရှမ်းမရှိတော့စိတ်တွေကလေးလွင်နေတာလားလို့ဆဲတော့တာပဲအရာရှိတွေတင်းပို့လာပြီနင်းကန်ဆိုးလို့ငါသားအနားယူသွားရတာနင်းကိုလက်ထက်ပြီးကလေးကငါတောင်းမှကောင်းတာတခုမှမရှိဘူးအခုတော့နင်းလက်ဒီအိမ်ကထွက်သွားတော့ရှင်ရှမ်းမိသားစုမှာလာပြီးကန်ဆိုးအောင်မလုပ်နဲ့အဖွားကကျမတို့ကိုအိမ်ပေါ်ကနှင်ထုတ်ဖို့ပဲစိတ်ဆောနေတာအဖေအနားယူသွားတာကိုနည်းနည်းလေးတောင်ဝမ်းနေပုံမရဘူးရွာထဲကခွေးတကောင်အနားယူသွားတယ်လို့ပဲမှတ်နေတာလားမသိဘူးအမေကဘာမှပြတ်မပြိုးပဲကျမလက်ကိုပဲတင်းတင်းဆုပ်ထားတယ်ကျမကိုပါခေါ်သွားလို့ရမလားလို့အဖွားကိုတောင်းပန်ရှာတယ်အဲ့ဒါကတော့မုဆိုးကိုမြင့်ကငွေထပ်ပေးမပေးပေါ်မူတည်တာပေါ့ဒါလောက်အရွယ်ရောက်နေတဲ့မင်းကလေးကိုလူကုန်ကူးတဲ့လူစီရောင်းရင်တော့ငွေတစ်စိပြားရအောင်မယ်လို့ပြောလိုက်တာနဲ့အမေလက်တွေတုံလာပြီးကျမကိုပို့တိုးပြီးဖတ်ထားတော့တာပဲပြီးတော့ကျမတို့ကိုမုဆိုးကိုမြင့်အိမ်ကိုမောင်းထုတ်လိုက်ကြတယ်သူကအိမ်မှာဓာတ်တွင်းနေတာခြေတော့တစ်ဖက်ကမကွေးနိုင်တော့ဘေးကိုဆန့်ထုတ်ထားတာကြည့်ရတာတမျိုးကြီးပဲမျက်နှာမှာလည်းအမာရောက်ကြီးနေဆိုတော့ပိုပြီးကြောက်ဖို့ကောင်းနေတယ်မုဆိုးကိုမြင့်တာကျမတို့ကိုကြည့်လိုက်တော့ကျမအမေနောက်မှာကက်နေမိတယ်ခင်ဗျားတို့ဒီမိမကိုကျွန်တော်စီအတင်းထိုးပေးတာငွေ20တောင်ပေးထားရတာများလို့နေပြီတခြားဟာဒီထပ်မရှင်းစားနေတော့လို့သူကပြောတယ်သူကအမေကိုယူဖို့ရောကျမတို့အပိုးပစ္စည်းကိုလက်ခံဖို့ရောအစီအစဉ်မရှိတဲ့ပုံပဲအဖွားကတော့သူကအဖေအသက်ကိုကယ်ဘူးလေပါအခုအဖေမရှိရောအမေကိုသူ့စီအပ်တာကြီးစုတင်ရမှာတဲ့နောက်ထပ်20ပြားထပ်ပြီးရင်ကျမကိုပါတမိအဖေရုံးပေးမယ်လို့ပြောနေတယ်ရွာသားတွေတနေ့လုံးမှာ2ပြား3ပြားပဲရှားနေတာကျမကအဲ့ဒီလောက်မတန်မှန်းသိတာပေါ့အဖွားကအမေကိုအတင်းထိုးလွတ်လိုက်တာအမေလဲကြမတက်ဖြစ်သွားတယ်အမေကတတိဝင်လာပြီးကျမကိုဆွေးပြီးဒူးထောက်ခိုင်းတယ်ကိုကြီးမင်းရဲ့ကျမတို့သမီးလေးကအစာနဲပါတယ်အလုပ်လေးလုပ်နိုင်ပါတယ်ကျမတို့ကိုလမ်းစာလေးပေးပါအောင်လို့ပြောတယ်ကျမကသူ့မျက်လာကအမရောက်ကိုကြည့်ပြီးတုံတုံကြီးရင်နဲ့ဖေးဖေးလို့ခေါ်လိုက်မိတယ်မိုးဆိုးကိုမင်းကျွန်းသွားတယ်သူဘာမှမပြောခင်မှာပဲအဖွားကကျမကိုစပြီးဆေးတော့တာပဲအဖေအနားယူသွားတာမကြသေးဘူးတခြားသူကိုဖေးဖေးလို့ခေါ်ဖို့စိတ်ဆောနေလိုက်တာနင့်အမေအတိုင်းပဲစိတ်ကအပြင်းလူစီရောက်နေတာလို့ပြောပြီးကျမကိုတွန်းထိုးနေတော့တာပဲကျမကတော့ငင်ပြီးခံရတော့မယ်အမေကလာခဲ့ဖို့ကြိုးစားပေမဲ့မျိုးနယ်စုလူကြီးကဆွဲထားတယ်ရှန်မိသားစုမှလည်းဒီလိုပဲအမေကကျမကိုတော့တမှုရဲ့သူ့ကိုသူမှမကယ်နိုင်ခဲ့ဘူးတော့အကုန်လုံးလက်ရလိုက်ကြဒီကောင်မလေးကအခုကစပြီးငါ့ရဲ့မိသားစုဝင်ပဲလို့မုတ်ဆိုးကိုမင်းကအော်ပြောလိုက်တယ်အဖွားကငွေရတာနဲ့ထွက်သွားဖို့ပြင်တယ်ဒါပေမဲ့မုတ်ဆိုးကိုမင်းကစာချုပ်ချိုးမှငွေပေးမယ်လို့ပြောပြီးငွေကိုပြန်လွတ်ထားတယ်နောက်ဆုံးတော့လူကြီးတွေရွှေမှာစာချုပ်ချုပ်ပြီးကျမတို့တားမိမုတ်ဆိုးကိုမင်းအိမ်မှာကျန်ခဲ့ရတာပေါ့အဖွားတို့ထွက်သွားတာနဲ့အမေကအထုချပြီးအလုပ်တွေစလုပ်တော့တာပဲအမေကအလုပ်ကြိုးစားပြရင်ကျမသမီးတော်ကစားရမယ်လို့တွေးနေတာအမေကကျမကိုထင်းရင်နဲ့ခေါ်သွားပြီးအိယာလေးလုပ်ပေးတယ်အဖေရှိတုန်းကလည်းကျမကိုအမေနဲ့အတူမအိတ်ခွိုင်းပဲထင်းရင်ထဲမှာပဲအိတ်ခိုင်းတာရှမ်းမိသားစုထင်းရင်ထက်ဒီနေရာကအများကြီးတန့်ရှင်းပါတယ်အဖေကအမေကိုတခြားသူတွေနဲ့စကားပြောမှာတော့ရွာပြင်ထွက်မှာတော့အရန်ချုပ်ချေတာဒါပေမဲ့ဘာလို့အခုမှအတင်းနောက်ရီတောင်ဖြစ်ခိုင်းတာလဲကျမစဉ်းစားမိရလို့အမေကိုမေးမိတယ်အမေကတော့သူကပဲငွေအများကြီးပေးနိုင်လို့ပါလို့ပြောရင်စကားစကိုဖြတ်လိုက်တယ်ဒါပေမဲ့ကျမသိပါတယ်အဖေကအမေကိုငွေနဲ့လဲဟဲတာသူမရှိတော့ရင်တော့အမေကိုကောင်းကောင်းမနေစေချင်ဘူးခဏနေတော့မုံဆိုးကိုမြင်ပြန်လာတယ်ကျမတို့ကိုဘာမှမပြောဘဲတပြားတွေယူပြီးအိမ်ထဲမှာတဒုံဒုံနဲ့အလုပ်လုပ်နေတယ်အမေကထမင်းချက်ဖို့စမ်းပယ်မှာလေသွားမိခြင်းပေမဲ့အတန်တွေကြောင့်ကြောက်နေတယ်ခဏနေတော့သူထွက်လာပြီးကျမတို့ကိုကြည့်ပြီးပြဖြစ်လို့လေလို့မိတယ်အတန်ကအရန်ကြောက်စရာကောင်းတာအမေကတုံတုံရင်းရင်းနဲ့ထမင်းချက်ဖို့စမ်းတောင်းတော့သူကမိဖို့ကြောင့်ဝင်းညွန့်ပြတယ်တော့ပဲမှာလေလို့မိတော့သူကမိဖို့ကြောင့်တကားကိုကန်ဖွင့်လိုက်ပြီးကျမတို့ကိုထူးထူးဆန်းဆန်းစလို့ကြည့်နေတယ်ရှမ်းမိသားစုကအကုန်လုံးကိုတော့ခတ်ထားတာစံတစိတ်လွတ်နေတော့အဖွားကဆဲတာအခုဒီမှာကအကုန်ပွင့်လင်နေတော့အမေကမလုပ်ရသေးဘူးညဘက်ထမင်းစားတော့လေသူကကျမတို့ကိုထိုင်စားဖို့အော်ပြောတယ်သူကဓာတ်တွင်းနေရင်ကျမတို့ကိုစိုက်ကြည့်နေတာကျမဖြစ်ဖြစ်စားရင်သူကမျက်မှောင်ကျုပ်တယ်မြန်စားမှသူကကြည့်တာရက်ထွက်လာဒါကကျမကိုဝေါ်လိန်နဲ့စားကျင်တာလားထမင်းစားပြီးတော့အမေကရင်နွေးတီးပြီးသူ့ကိုချီဆေးဖို့ပြင်ပြတယ်ကျမတို့လည်းကျန်တဲ့ရင်နွေးလေးနဲ့ဆေးကြောရတာပေါ့စောင်းတွင်းကြီးရင်နွေးနဲ့ထိရတာတိတ်ကောင်းတာပဲအမေကကျမကိုထင်းရင်နဲ့ပို့ပြီးရင်ဘာတန်ကြားထက်မလာနဲ့လို့မှားထားတယ်အရင်ကအဖေကအမေကိုနှိမ့်ဆက်ရင်ကျမသွားတာလို့ကန်ခံရဘူးတဲ့အခုလည်းကျမတို့တာမီအသက်ရှင်ဖို့အတွက်တီးခံရမှာပဲအဲ့ဒီအချိန်မှာပဲရုတ်တရက်ထင်းရင်တကားကြီးကိုဝုန်းကနေကန်ဖွင့်ဆန်ကြားလိုက်ပါလေခင်ဗျာနောက်တစ်စက္ကန့်မှာပဲထင်းတဲ့တကားကြီးဝုန်းကနေကန်ဖွင့်ခတ်လိုက်ရတယ်ကိုမင်းကအစီမိအိမ်မေကင်ပြီးတကားဝမှာရပ်နေတယ်သူ့မျက်လုံးတွေကတီမောင်နေပြီးကောက်ရုပ်ကုန်တွေမှာတောင်းလုံးပင်နေတဲ့ကျမကိုစိုက်ကြည့်နေတယ်မီးအောင်အောင်မှာသူ့မျက်နှာကအမာရွတ်ကြီးကပေါ်နေတော့ပုံမှန်ထက်တောင်ပိုကြောက်ဖို့ကောင်းနေတယ်အရင်တုန်းကရှင်းအိမ်မှာနေကြရတဲ့ဘဝကိုပြန်တတိရသွားတယ်
တခါကကျမအဖေအရင်ရှန်ကျင်ရှန်ကအပြင်မှာအထူးဖြော်ရည်တွေမူးအောင်တောက်ပြီးပြန်လာတယ်ထင်းတိုက်ထဲဝင်လာပြီးတော့ကိုကျမကိုအကြောင်းမရှိဆဲတော့တာပဲငါမှသားမရှိတာနင်းကြောင့်ရွာထဲမှာအပြောခံနေရတာနင်းကြောင့်ဆိုပြီးတော့ပေါ့အဲ့ဒီတခါကတူတော်တော်ရက်ဆက်တာကျမကျမ်းမြေပေါ်မှာခွေနေရင်းနဲ့ကိုတကိုယ်လုံးကအယိုးတွေအစိတ်စိတ်အမွာဝါအကျိုးခံလိုက်ရတယ်လို့ပဲအဲ့ဒီထင်းတိုက်ထဲမှာပဲအနားယူတော့မလို့နောက်ဆုံးအမေကထင်းခုတ်တာကိုကိုင်းပြီးပြေးဝင်လာမှရှင်သာငါသမီးကိုထပ်ထင်ရင်ရှင်ကိုရှင်းထုတ်ပေးမယ်လို့အော်မအဲ့ဒီလိုရက်ထွက်တာပေါ့ရှေ့ကကိုမင်းကရှန်ချင်းရှန်ထက်တောင်အရက်ရှည်သေးတယ်အားလဲပိုကြီးပုံပဲဒီလိုသာလက်ပါရင်ကျမ3ချက်လောက်နဲ့တန်းပြီးအနားယူသွားနိုင်တယ်ကျမကြောက်ကြောက်နဲ့တွေးနေတော့မုံဆိုးကိုမင်းကအနားကိုရှောက်လာတယ်ပြီးတော့ကျမကိုကြက်ကလေးတစ်ကောင်လိုမာပြီးအနောက်ဘက်အခန်းစီခေါ်သွားတယ်အမေကအခန်းထဲမှာကြောက်ကြောက်လန့်လန့်နဲ့လက်ကလေးပိုက်ပြီးရက်နေရှာတယ်ဒီအိမ်မှာကျမတို့နှစ်ယောက်လုံးကသူ့စိမ့်တွေလိုပဲလေကျမအခန်းထဲရောက်မှကြည့်လိုက်တော့ဘာမှမရှိတဲ့အခန်းထဲမှာကတင်ကြီးတစ်လုံးရောက်နေတယ်အပေါ်မှာလဲဆောင်းအထူကြီးတွေရှိနေတယ်ဟောင်းတော့ဟောင်းနေပေမဲ့တန့်ရှင်းနေတာပဲဘေးမှာလဲရှော့ဖွတ်ပြီးနေလန်းထားတဲ့အနှွေးတွေပြီးအစင်သင့်ရှိနေတယ်ကိုမြင့်ကကျမကိုကြမ်းမြင့်ပေါ်အသားလေးချပေးပြီးဘာမှမပြောဘဲသူ့အခန်းဘက်သူပြန်သွားတယ်တကားကြီးဝုန်းကနေပိတ်သွားပြီးမကြခင်မှာပဲသူ့ရဲ့ဟောက်တန်ကြီးထွက်လာတော့တာပဲကျမတို့သားမင်းကြီးလောက်ကြောင်ပြီးကြံခဲ့တယ်အဲ့ဒီညကနှွေးထွေးတဲ့ဆောင်းကြီးခြုံပြီးအိတ်ခဲ့ရတာအသက်73နှစ်အထိဒီလောက်နှွေးထွေးတဲ့ဆောင်းရအတီမျိုးတစ်ခါမှမကြုံဘူးရှန်အိမ်မှာတော့ကောက်ရိုးပုံထဲမှာဆောင်းအဆုပ်ကြီးခြုံပြီးတုံနေအောင်ခံနေရတာဒီညတော့သမင်းပူပူလဲစားရတယ်ဆောင်းအထွေကြီးလဲခြုံရတယ်ဒါမှတကယ်အသက်ရှင်နေတာလို့ခံစားရတယ်အမေကပြောတယ်နင်ဒီနေ့သူ့ကိုအဖေတို့ခေါ်လိုက်တယ်မလားနောင်လဲအဲ့ဒီလိုပဲခေါ်နော်တဲ့ကျမခေါင်းနှိမ်ပြလိုက်တယ်ကျမအတွက်တော့မုံဆိုးကိုမင်းကအဖေအရင်ထက်အများကြီးပိုကောင်းတယ်လေအဲ့ဒီနောက်ပိုင်းအမေကမိဖို့ကြောင်းမှထမင်းချက်တယ်အစားအသောက်တွေကိုလည်းဒီတိုင်းပဲထားတယ်ကိုမင်းကဘယ်တော့မှတော့မခတ်ဘူးအမေကအစားအသောက်ကိုတဖြည်းဖြည်းတိုးချက်လာတယ်အစားကတော့အငင်းအဝင်ခံရမှာကြောက်လို့နည်းနည်းပဲချက်တာနောက်မှတိလိုက်ရတာကမုံဆိုးကိုမင်းကအစားတော်တော်စားနိုင်တယ်ကျမတို့သားမီးနှစ်ယောက်ပေါင်းချက်တောင်ပိုးစားလာသူကတော့လိုက်ရတာဆိုတော့အားကုန်တာကိုဒါပေမဲ့သူကကျမတို့ကိုအစားနဲ့ပတ်သက်ပြီးတခါမှမဆူဘူးအစားနဲ့ရင်တောင်မျက်မှောင်ကျုပ်ပြီးပို့စားဖို့ပြောသေးတယ်သူတော့လိုက်သွားရင်တောရွံတွေတောချက်တွေရလာတတ်တယ်အကောင်ကြီးရင်မို့မှသွားရောက်တယ်အကောင်သေးလာမှအိမ်မှာချက်စားတယ်အမေချက်လိုက်တဲ့အသားတွေကိုသူကတဝက်ပဲစားပြီးကြံတာကျမတို့အတွက်ချန်ပေးတယ်ကျမဘဝမှာအသားစားဘူးတာဒါနဲ့ဆို4ချိန်ပဲရှိသေးတယ်အရင်3ချိန်ကတော့သူများအိမ်ကကြက်ကြံခဲ့တာတွေအမီးပေးတာတွေပဲစားခဲ့ရတာအခုမှတကယ်အဝစားရတာပေါ့ယွန်းသားလေးနဲ့ငါမွဲနေတာပဲစားလိုက်တာမှဘိုက်ကိုကွဲမတက်ပဲအဲ့ဒီညမှာပဲအစာလုံးပြီးဘိုက်အောင်ပါလေရောကျမကတင်ပေါ်မှာလူးလိမ့်နေတာအမေကဘိုက်ကိုပုတ်ပေးလဲမရကိုမြင့်နိုးလာပြီးတော့ကျမကိုစောင်းထဲပတ်ပြီးပခုံးပေါ်ထန်ကရွာတွေကဆေးစရာစီပြေးတော့တာပဲအမေလည်းအနောက်ကနေပြေးလိုက်ရတာပေါ့ဆေးစရာအင်္ဂါလူတွေကတော့လန့်သွားတယ်ဆေးစရာကတော့ကဆဲမလို့လို့ပေမဲ့ကုချင်တင်းရဲ့အမရွတ်နဲ့မျက်နှာကြီးမြင်တော့တန်းပြီးပါးစပ်ပိတ်သွားတယ်ဆေးစရာကစမ်းသက်ကြည့်တော့အစာလွန်ပြီးအစာမကျဲတာတဲ့အရင်ကအာဟာရမရှိတာတွေပဲစားခဲ့ရတော့အခုအစီအစိမ့်တွေရုတ်တရက်စားလိုက်လို့ဦးတွေကလက်မခံနိုင်တာတဲ့ဆေးတိုက်လိုက်တော့ကျမအကုန်ပြန်အန်ထုံးမရတယ်တခါလုံးကလည်းအနံ့တွေနှံကုန်တာပေါ့ဆေးစရာကတော့ကဘေးကနေကတိကတပြောသေးတယ်လူကနေပါတော့ကောင်းတာစားရောက်လာနဲ့မတိတ်ဘူးဆိုပြီးတော့ပေါ့မုံဆိုးကိုမြင့်ကအဲ့ဒီမိမကိုမျက်လုံးကြီးနဲ့စိုက်ကြည့်လိုက်တော့မှငိမ့်သွားတယ်ကျမလည်းရှက်လို့စောင်းထဲခေါင်းထိုးထားမိတယ်ကျမကတော့ဒုက္ခပေးတဲ့ကောင်းမလေးပါပဲလားဆိုပြီးတော့ပေါ့ဆေးစရာကဆေးပေးလိုက်ပြီးအမေကအမ်ဖတ်တွေကိုတန်ရှင်းရေးလုပ်ပေးတယ်ပြီးတော့ကုချန်ကင်ကကျမကိုပခုံးပေါ်ပြန်ထန်ပြီးရွမ်းပြန်လာတယ်လမ်းမှာသူကအေးအေးကြီးမေးတယ်နေအရင်ကအသားမစားဘူးလားတဲ့သူ့လေတုံကတီနေတော့ကျမမှာထပ်ပြီးဆူထိုင်ရမယ်ထင်ပြီးကြောက်နေမိတယ်